လောကကြီးကထွက်ချင်လို့ရှိရင်နံပါတ်1အပိတ်အဆုတ်အနှောင့်အယှက်တွေကိုအရင်ရှင်းဖို့ကြိုးစားအပိတ်အဆုတ်အနှောင့်အယှက်ဆိုတာကိုတရားဓမ္မအသုံးအနှုန်းနဲ့ပြောမှဆိုရင်နိဝရဏတရား၅ပါးနော်နိဝရဏတရား၅ပါးနိဝရဏဆိုတာစုပ်ပိတ်တာအိတ်စစ်ကိုကွဲထားတဲ့ထွက်ပေါက်ကိုပိတ်ဆို့ထားတဲ့အပိတ်အဆုတ်တွေကိုအရင်ဖောက်ရမယ်အဲ့ဒါတွေကိုအရင်ဖယ်ရမယ်လို့ပြောတာအဲ့တော့ဘုရားမသာဝင်နေကြောင်းသိပူကြတာတွေညားလိမ့်မယ်နိဝရဏဆိုတာပိတ်ဆို့ထားတာအပိတ်အဆုတ်ကြီးအဲ့တော့ချုံနှုံထားတဲ့နေရာထွက်ချင်ဘယ်နေရာပိတ်ထားတော့အဲ့ပိတ်တဲ့နေရာဖွင့်မှုကြိုးစားရတာပဲတော့လောကကြီးကထွက်ခွာခြင်းလောကကြီးကိုဘယ်နာပိတ်ထားတာတော့ဆိုတော့အဲ့ဒီအပိတ်ဆိုးကပါလာလဲဆိုလို့ရှိရင်နိဝရဏတရား၅ပါးပဲနိဝရဏတရား၅ပါးကနံပါတ်1ကလူချင်းစရာအာယုန်နဲ့ပတ်သက်ပြီးတော့လူချင်းနေတဲ့တဏှာဆန္ဒကာမိဆန္ဒကာမဆိုတာလူချင်းစရာအာယုန်တွေကိုဆန္ဒကလူချင်းနေတဲ့လောဘဒီနေရာမှာဟိုရိုးရိုးဆန္ဒကိုပြောတာမဟုတ်ဘူးဆန္ဒကြီးကကျန်သမျှပြည်စည်းတယ်ဆိုဆန္ဒကိုပြောတာမဟုတ်ဘူးဒီဆန္ဒကတဏှာကိုပြောတာနော်လူချင်းစရာအာယုန်နဲ့ပတ်သက်ပြီးတော့လူချင်းနေတဲ့တဏှာအဲ့ဒါကတင့်အတွက်အပိတ်ဆိုးတစ်ခုဖြစ်နေတယ်အဲ့ဒါဖယ်ရမယ်လူချင်းနာမရရင်သူဆိုတာဘာဖြစ်လဲဒေါသဖြစ်တယ်အဲ့ဒီဒေါသဟာလည်းအပိတ်ဆိုးတစ်ခုဖြစ်တယ်အဲ့တော့ကာမိဆန္ဒဆိုတဲ့လောဘသည်အပိတ်ဆိုးတစ်ခုပြီးရင်တို့ကျင်နာမရလို့ဖြစ်ပေါ်လာတဲ့ဖြာပါဒဆိုတဲ့စိတ်မကြည်မလင်စိတ်ပျက်စီးနေမှုကလည်းပဲအပိတ်ဆိုးတစ်ခုပဲနောက်တစ်ခုကကောင်းတာလုပ်ဖို့စိတ်အားထက်သန်မှုမရှိတဲ့ဌိနမိတ်တာကလည်းအပိတ်ဆိုးတစ်ခုပဲစိတ်မတည်ငြိမ်မှုစိတ်သောကရှောင်မှုဆိုတဲ့စိတ်မတည်ငြိမ်မှုစိတ်ထဲမှာမကြည်မနက်နောင်တရနေမှုပူပန်နေမှုဆိုတဲ့ဥဒိစ္စကုက္ကုစလည်းအပိတ်ဆိုးတစ်ခုပဲဖြစ်မှဖြစ်ပါမလားဒီလမ်းကြောင်းကသွားလို့ရမှရပါမလားလို့ဆိုရင်စဝေဇဝဖြစ်နေတဲ့တန်တရားဖြစ်မှုကလည်းပဲအပိတ်ဆိုးတစ်ခုပဲနော်ကာမဂုဏ်အာယုန်တွေကိုလိုချင်နေတဲ့လောဘမုန်းတိရွံ့ရှာတဲ့ဒေါသကောင်းတဲ့အလုပ်တွေပေါ်မှာစိတ်အားတက်တာမှုမရှိတဲ့ဌိနမိတ်တာစိတ်ကိုစူးစိမ့်လို့မရအောင်လွင့်ပြန်နေတဲ့ဥဒိစ္စနဲ့နောင်တပူပန်မှုကုက္ကုစဖြစ်မှဖြစ်ပါမလားမှန်မှဟုတ်ပါမလားလို့ဆိုတဲ့တန်တရားကြီးဖြစ်နေမှုဝိသိကိစ္စဝိသိကိစ္စဆိုတာအသိပညာအားနည်းသွားတာကိုပြောတာနော်တန်တရားဆိုတာခေါင်းကုတ်ချင်တဲ့ကုတ်အဖြေမထုံးနိုင်တာအဲ့ဒါဝိသိကိစ္စပဲသူကဘာလို့လို့ဆိုဝိသိကိစ္စရဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုဖော်ပြတဲ့အခါမှာဝိသိနန္တတကိစ္စစဉ်းစားလိုက်တိုင်းခေါင်းရှုပ်သွားတာစဉ်းစားလိုက်ရင်အဖြေမထုံးနိုင်လို့ခေါင်းရှုပ်သွားတာကိုဝိသိကိစ္စလို့ခေါ်တယ်သို့တော့အများကတော့တန်တရားလို့တန်တရားဆိုတာအခြေလုံးချတော့ဖြစ်နေတာလေအဖြေမထုံးနိုင်တာပဲတူတူပဲအဲ့တော့ဝိသိကိစ္စကိုဖယ်နိုင်တာကပညာဖြစ်တယ်အဲ့တော့အသိပညာအားနည်းနေသမျှခေါင်းကုတ်စဉ်းစားလို့အဖြေမထုံးနိုင်တာဝိသိကိစ္စပဲဝိသိနန္တတကိစ္စတေးသေးချာချာအလေးနဲ့စဉ်းစားလေအဖြေမထွက်လေဖြစ်လာတယ်ပင်ပန်းလာတယ်ဆင်းရဲလာတယ်အဲ့ဒါဝိသိကိစ္စလို့ခေါ်တယ်လူတွေကအတွေးတွေများတာဝိသိကိစ္စများတယ်လို့ပြောနေကြတာအဲ့ဒါလွဲမှားပြီးတော့ပြောတာဝိသိကိစ္စဆိုတာရှုံမတန်တရားသို့မဟုတ်အဖြစ်ထုတ်ဖို့ကြိုးစားတိုင်းစိတ်ပင်ပန်းမှုဖြစ်စေတဲ့တရားအသိဉာဏ်စွမ်းအားရောကြနေမှုပဲဒါတော့တွက်ကြည့်လိုက်တဲ့အခါကျတော့ဒီ၅ခုကိုရင်ဖယ်ရှားဖို့လိုအပ်တယ်အဲ့ဒါဟာလောကကြီးကထွက်ဖို့အတွက်အပိတ်ဆို့တွေဖြစ်နေတယ်အဲ့ဒီအပိတ်ဆို့တွေကိုရှင်းလိုက်ပါဘာနဲ့ရှင်းရမှာတော့တမာတိနဲ့ရှင်းရမှာ
အာယုန်တစ်ခုပေါ်မှာခြေဆိုင်ပြီးတော့စိတ်တည်ငြိမ်မှုရအောင်ကြိုးစားအထောက်လိုက်တာတမာတိတည်ငြိမ်စွာထားနိုင်သွားလို့ရှိရင်တိုးကျင်တာလည်းမလာဘူးမုန်းတိတာလည်းမလာတော့ဘူးစိတ်တက်ပြောညံ့တာလည်းမဖြစ်တော့ဘူးလေလွင့်တာနောက်နှပူဝန္တာတွေမဖြစ်တော့ဘူးစိတ်ပင်ပန်းတာတွေမလာတော့အဲ့ဒါရှင်းသွားတာလို့ခေါ်တယ်အဲ့ဒီနိဝရဏဆိုတဲ့အပိစ္ဆုတရားကအသိပညာကိုလျှော့ပါအားနဲ့သွားစေတတ်တယ်စိတ်ရဲ့အညစ်အကြေးဖြစ်တယ်ဒါကြောင့်သူတို့ကိုအရင်ရှင်းတန်တရားကထွက်ပေါက်ရခြင်းလို့ရှိရင်ဒီနိဝရဏတရား၅ပါးကိုအရင်ရှင်းမှလို့ပြောတာ။ဘာနဲ့ရှင်းရမလဲသမထကျင့်စဉ်တစ်ခု